မင်္ဂလာပါရှင်။ဒီနေ့တိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့နိုဝင်ဘာလ25ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်။ဒီနေ့တိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်။ကျွန်းစုမြို့နယ်ဖျားထွက်ကျေးရွာဘက်ကပဲ့တိုင်ကျေးရွာပြူစောတိစခန်းကိုလက်နက်ခဲယင်းတွေတည်ဆောင်လာတဲ့ပြူစောတိကား2စီးကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်ပြီးပြူစောတိအဖွဲ့ဝင်ဟောင်း2ဦးကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။အခုလ23ရက်နေ့မနက်ပိုင်းမှာဗိတ်ခရိုင်ပကဖာနဲ့ကျွန်းစုမြို့နယ်ပကဖာတို့ကကြားဖြတ်ပစ်ခတ်တိုက်ခိုက်ချိန်ကားတစ်စီးကျန်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီကားပေါ်မှာ60မမလက်နက်ကြီးတစ်ခု60မမကြီး9လုံး6မမကြီး38တောင်းနဲ့လက်ပစ်ပုံ2လုံးတို့ကိုသိမ်းမိခဲ့ပြီးရင်မောင်းတဲ့ပြူစောတိအဖွဲ့ဝင်ဟောင်း2ဦးကိုလည်းဖမ်းမိခဲ့တာပါ။ဝင်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြာကိုတိုင်ကြားထားတဲ့အမှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီးစစ်ဆေးနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝင်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြာနဲ့ခင်မွန်ဖြစ်သူကိုညီညီမင်းတို့ဟာဝန်ထမ်းတွေအပေါ်နဲ့တော်လှန်ရေးအစိုးရအတွင်းမလျော်ဩဇာသုံးလွှမ်းမိုးချဲ့လဲဆောင်ရွက်တာလူအခွင့်အရေးချိုးဖောက်တာအလွဲသုံးစားလုပ်တာအဂတိလိုက်စားတာတွေလှုပ်ဆောင်ခဲ့တယ်လို့တိုင်ကြားခံထားရတာပါတိုင်ကြားခံရသူဒေါ်ကြည်ပြာနဲ့သူ့ရဲ့ခင်မွန်းတို့ကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေချိန်နိုဝင်ဘာလ22ရက်နေ့ကနေစလို့တာဝန်ကယာယီရပ်နားထားတယ်လို့ NUG ရဲ့ထုတ်ပြန်ထားပါတယ်ရေပြူမြို့နယ်ကလိန်အောင်မလွဲတောင်လမ်းပိုင်းမှာရှိတဲ့စစ်သားတွေကိုတော်လှန်ရေးတပ်တွေကပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလ24ရက်မနက်ပိုင်းမှာရာဖူးရွာထဲမှာရှိနေတဲ့စစ်သားတွေကိုတော်လှန်ရေးတပ်တွေကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်တပ်ဘက်ကလည်းပြန်လည်ပစ်ခတ်ခဲ့တာကြောင့်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာပါ။နှစ်ပတ်အကြာပိတ်နေတဲ့ဒဝဲဘိတ်ကားလမ်းဟာအခုလ24ရက်နေ့မနက်ပိုင်းကနေစလို့ပြန်လည်သွားလာလို့ရနေပြီဖြစ်တယ်လို့သိရပါတယ်။တမဟာလေး KNU တရင်စနစ်ကဒဝဲဘိတ်ကားလမ်းကိုအခုလ9ရက်နေ့ကနေစလို့အသုံးမပြုကြဖို့တတိပေးစာထုတ်ပြီးတဲ့နောက်ကားလမ်းပေါ်ကတရက်ချောင်းမြို့နယ်ထဲမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးလမ်းပိတ်နေခဲ့တာပါ။လမ်းပိတ်နေချိန်အတွင်းအတက်အဆင်းမော်တော်ယာဉ်တွေရာနဲ့ချီပိတ်မိနေခဲ့တာပါ။အာရခတပ်တော် AA ထိန်းချုပ်ထားတဲ့ဂွားမြို့နယ်ကပ်နေတဲ့ AR တိုင်းပတ်ချမ်းရွှေတောင်ရံနဲ့တာပေါင်းမြို့နယ်တွေမှာစစ်တပ်နဲ့အာရခတပ်တော် AA တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေတာရင်းသတင်းတွေအရသိရပါတယ်။နိုဝင်ဘာလ21ရက်ကနေစလို့ရွှေတောင်ရံမြို့နယ်မကြီးစင်ရွာနဲ့တာပေါင်းမြို့နယ်တဲဖြူရွာဘက်မှာစစ်တပ်စစ်ကြောင်းထိုးလာလို့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာလို့ဆိုပါတယ်။ AR တိုင်းရေကြီးမြို့နယ်တွေကဂွငတိုင်းချောင်းလမ်းမှာစစ်တပ်ရဲ့အမှတ်344အမြောက်တပ်ရှိနေပြီးအဲ့ဒီဝင်းကျင်မှာတိုက်ပွဲတွေဖြစ်ပွားနေတာလို့သိရှိရပါတယ်။ရွှေတောင်ရံမြို့နယ်တွေကမကြီးစင်ရွာနဲ့ဘောမီရွာကိုအာရခတပ်တော် AA နဲ့ပူးပေါင်းတပ်တွေကဒီနှစ်ဆန်းပိုင်းမှာသိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်မင်းလက်ပံကျေးရွာကကြားဖြန့်ရုံတစ်ခုကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေကဝင်ရောက်စီးနင်းခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီနေရာဟာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့ထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီးအဲ့ဒီမှာရှိနေတဲ့ DKBA တပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်10နဲ့ချီကို KNL ကထိန်းသိမ်းခဲ့တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ21ရက်နေ့မှာ DKBA ကပိုးတခွားသည့်လုံခြုံရေးယူပေးနေတဲ့ကြားဖြန့်အလုပ်ရုံကိုဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး DKBA တပ်ဖွဲ့ဝင်20ခန့်ကိုထိန်းသိမ်းခဲ့တယ်လို့ဆိုပါတယ်။တနင်္လာနေ့တိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။